ရအောင်ဆိုတော့ဒီ number 5ကကြတော့ A ဆိုတာ adjective မို့တာ adjective နဲ့တွဲရေးထားတယ် number 2ဆိုလို့ရှိရင်ညနေပိုင်းသားဒါဘာနဲ့ရေးထားတာ adjective လား identify လား place လား Place. ဟုတ်ပြီကဲလွင်တူးကျော် number 3လေးကဘာနဲ့ရေးထားတာတော့ place လား adjective လား identify လား Identify. identify ဆိုတာဒီလူကတော့ဘာဖြစ်ပါတယ်လို့ငါတို့ကပြောချင်တာเนาะကဲဟုတ်ပြီဒါဆိုရင်ရတနာခိုင် number 6ကသမီးအဲ့ verb to be နဲ့ဘာနဲ့တွဲရေးထားတာလဲ Adjective. ဟုတ်ပြီကဲအဲ့ဆိုရင်ဖုံးမြက်ခန့် number 5ကဒါဘာနဲ့တွဲရေးထားတာလဲ Place. ဟုတ်တယ် plate okay ကဲဖုံးမြက်ပိုင် number 6ကဘာနဲ့တွဲရေးထားတာလဲဒါ adjective လား identify လား place လား Place. ဟုတ်ပြီကဲ number 7သူရိန်ဘာနဲ့ရေးထားတာ place လား adjective လား identify လား Place. okay ကဲဟုတ်ပြီ good job เนาะရပြီအဲ့ဒါဆိုရင်ငါတို့ verb to be နဲ့တွဲရေးလို့ရတဲ့၃ချက်ကိုမင်းတို့မှတ်မိမယ်လို့ထင်တယ်ဆိုတော့ number 6လေးက make the sentence negative negative ဆိုတော့ဒီ was were ရဲ့နောက်မှာ not ထည့်ရင်ဒါဒီ verb to be နဲ့ရေးထားတဲ့ sentence တွေဒီ negative ဖြစ်သွားပြီเนาะဒါဆို number 6လေး negative လောက်တတ်မယ်လို့ထင်တယ်ရေးကြည့်ပါ